ကျွန်တော်ကဒီပညာကိုဝါသနာပါလို့သင်တာပါကျမဒီပညာကိုဝါသနာပါလို့သင်တာပါနို့မင်းတို့ဝါသနာပါလို့သင်ယုံနဲ့ဒီပညာနဲ့မင်းတို့ထမင်းမဝဘူးဒီလားဘာကြောင့်လဲဆိုလို့ရှင်ဝါသနာပါလို့ဒီပညာကိုသင်ပြီးတော့မင်းတို့ကျွမ်းကျင်တက်မြောက်သွားတဲ့အချိန်မှာအဲ့ဒီဝါသနာကိုအရင်ခံပြီးမင်းတို့ကောင်တွေပတ်စံမယူဘဲနဲ့လကားလို့မလားဘယ်သူမှလုပ်မပြီးဘူးဟုတ်လားအဲ့ဒီအတွက်ငါတို့ဘာလို့မှလဲစီးပွားရေးစီမံခန့်ခွဲမှုပညာဆိုတာလိုတယ်ဝါသနာသည်90%နှုန်းစီးပွားရေးစီမံခန့်ခွဲမှုသည်90%နှုန်းအဲ့ဒီလိုရာခိုင်နှုန်း100ပြည့်မှမင်းတို့ကကိုယ့်ရဲ့ဆိုင်နဲ့ကိုယ်တိုင်အုံနာလုပ်ပြီးကိုယ်တိုင်စီမံခန့်ခွဲတယ်မှာအဲ့လိုမှမဟုတ်လို့ရှိရင်မင်းတို့ကလက်ရာတွေတည်လောက်အောင်ကောင်းမင်းတို့ရဲ့ပညာတွေတည်လောက်အောင်တော့ဘယ်တော့မှမင်းတို့အောင်မြင်ကြော်ကြားမှာမဟုတ်ရပုံးသီးဘဝနဲ့တင်မင်းတို့ရှင်သန်ရမှာဟုတ်ကဲ့ပါမင်းတို့ရဲ့ဂျာကြီးပါအခုလိုမျိုးပညာရဲ့ပိုင်းရောစီးပွားရေးစီမံခန့်ခွဲမှုပညာလူတစ်ယောက်နဲ့တစ်ယောက်လူတစ်ဦးနဲ့တစ်ဦးပြောဆိုဆက်ဆံတဲ့နေရာမှာဘယ်လိုမျိုးပြောဆိုဆက်ဆံရမှာလဲဆိုတဲ့ပညာလေးတွေသင်ကျင်နေဆိုရင်ကျွန်တော်တို့ကိုယ်ထိုင်းသပင်းရဲ့သင်တန်းကိုလာခဲ့ပါဒီ2လပိုင်း20နဲ့2ရက်နေ့မှာကျွန်တော်တို့တန်းခွဲအသစ်အတွက်လူစီရင်စတင်လက်ခံနေပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်သက်ရှိကျမ်းမာဆင်ပြေကြပါခင်ဗျ